essential phrases and clauses မတိမဖြစ်စကားစုများနှင့်ဝါကြပိုင်းများ part sister အပိုင်း16 94အင်္ဂလိပ်တီတာမကမြန်မာတီလဲစကားစုတော်တော်များများမှာကမြန်မာကနေအင်္ဂလိပ်လိုပြန်ပြီးတော့ရေးရတဲ့အခါမှာနေရာချထားတာကပြောင်းပြန်အနေထားများပါတယ်ဒါပေမဲ့တာမကတီလဲဆိုတဲ့ဒီမြန်မာစကားစုမှာကတော့အင်္ဂလိပ်နဲ့မြန်မာနဲ့နေရာချထားတာအတူတူပဲလို့ပြောလို့ရပါတယ်ကဲကြည့်အောင်အင်္ဂလိပ်တီတာမကခြေကလာပါတယ် now only English အင်္ဂလိပ်လိုပြန်ရေးတဲ့အခါလဲခြေရပဲရေးရပါတယ်မြန်မာတီလဲမြန်မာလိုနောက်ကရေးပါတယ် but also မြန်မာအင်္ဂလိပ်လိုပြန်ရေးတဲ့အခါကျလဲနောက်ကပဲရေးရပါတယ်ဒါကြောင့်အင်္ဂလိပ်တီတာမကမြန်မာတီလဲနှစ်ပိုင်းခွဲပြီးစဉ်းစားပါတယ်အင်္ဂလိပ်တီတာမက not only English မြန်မာတီလဲ but also မြန်မာ not only ဆိုတာကတာမကပါEnglish က English ပါ but also ဆိုတာကတီလဲပါမြန်မာကမြန်မာဖြစ်ပါတယ်94လက်ဖက်ရည်သုံးမဟုတ် coffee ဒီစကားစုကလည်းမြန်မာနဲ့အင်္ဂလိပ်နဲ့အစီအစဉ်ချပြီးရေးတာတူပါတယ်လက်ဖက်ရည်အင်္ဂလိပ်လိုဆိုရင် tea သုံးမဟုတ်ကor coffee 94နဲ့95ကချစ်ရသင်ခန်းစာဒီလိုမဟုတ်ဘဲနဲ့မြန်မာကနေအင်္ဂလိပ်လိုပြန်ရေးတဲ့နေရာမှာနေရာအစီအစဉ်ချထားတာတူပါတယ်မြန်မာမှာလည်းချစ်ရဆိုရင်အင်္ဂလိပ်လိုပြန်ရေးတဲ့အခါလည်းချစ်ရပဲ96 9ရက်ပါတော့အားလိုက်ရက်9ရက်ပါတော့အားလိုက်ရက်9ရက်ပါတော့ဘယ်လိုရေးမလဲအားလိုက်ရက်ဘယ်လိုရေးမလဲဒီမှာလဲမြန်မာကနေအင်္ဂလိပ်လိုပြန်ရေးတဲ့အခါမြန်မာနဲ့အင်္ဂလိပ်နဲ့ကအစီအစဉ်ချထားတာချင်းတူပါတယ်ဒီမှာ9ရက်ပါတော့ဆိုတာချေရလိုက်ရင်အင်္ဂလိပ်လိုကြတော့5 day 5နဲ့ day ကြားမှာ hyphen ခံရပါတယ်5 days ဆိုရင်ဒီလိုရေးရင်9ရက်ပါတော့လို့အဓိပ္ပာယ်ရပါတယ်အားလိုက်ရက်က holiday အားလိုက်ရက်ပါဒါကြောင့်9ရက်ပါတော့အားလိုက်ရက်ဆိုရင် 5 day holiday 97ခဏအကြာ97ကကြတော့မြန်မာကနေအင်္ဂလိပ်လိုရေးတဲ့နေရာမှာနေရာချထားတဲ့အပိုင်းကွဲပါတယ်ခဏကိုတစ်ပိုင်းစဉ်းစားပါတယ်အကြာကိုတစ်ပိုင်းစဉ်းစားပါတယ်ဒီစဉ်းစားတဲ့နေရာမှာမြန်မာလိုနောက်ကလာတဲ့အကြာဆိုတဲ့အပိုင်းကိုအင်္ဂလိပ်လိုပြန်ရေးတဲ့အခါကျတော့ချစ်ရရေးရပါတယ်အကြာဆိုတာလို့ချင်း for for အကြာလို့အဓိပ္ပာယ်ရပါတယ်မြန်မာလိုချစ်ကလာတဲ့အပိုင်းကိုကြတော့အင်္ဂလိပ်လိုရေးတဲ့အခါကျတော့နောက်ကရေးရပါတယ် a while ခဏဒါကြောင့်ခဏအကြာဆိုရင် for a while ဒီလိုရေးရပါတယ်98 3နဲ့အကြာဆိုတော့အပုံနဲ့ဆင်ပါတယ်အကြာဆိုရင်တော့သူ့ကိုစာရေးတယ် for ပါ3နှစ်က3 years ဒါကြောင့်ဒီသင်ခန်းစာမှာပြောချင်တာက Nolly Barroso ရေးမယ်ဆိုရင်အင်္ဂလိပ်နဲ့မြန်မာနဲ့အစီအစဉ်ချတာတူပါတယ်မြန်မာမှာလည်းခြေကအင်္ဂလိပ်မှာလည်းခြေကမြန်မာမှာလည်းနောက်ကအင်္ဂလိပ်မှာလည်းနောက်ကအိုအောင်နဲ့ရေးရတဲ့ပုဂ္ဂိုလ်ကလည်းထိုနည်း၎င်းပါပဲအင်္ဂလိပ်နဲ့မြန်မာနဲ့အစီအစဉ်ချတာတူပါတယ်97နဲ့98ကျတော့အင်္ဂလိပ်နဲ့မြန်မာနဲ့ဟာခြေနောက်ပြောင်းပြန်ပါဒါလေးသတိထားစေချင်ပါတယ်